မင်္ဂလာပါမောင်လေး မင်္ဂလာပါ ကိုအရင်ဆုံးမိတ်ဆက်ပေးပါအောင် ဟုတ်ကဲ့ကျွန်တော်နာမည်ဆက်လက်လို့ခေါ်ပါတယ် local suicide record ပါ လက်တော်အမှုပညာလှူရှာမှုအနေနဲ့ရောဘာတွေလုပ်ဖြစ်နေလဲ လက်တလောကတော့ကျွန်တော်ပွဲတွေဖွင့်တယ်ချင်းတီးတယ်ပြီးတော့ event ထုတ်ဖို့ပြင်ဆင်နေဒါပါပဲ အမှုပညာဖန်တီးမှုတစ်ခုလုပ်ဖို့စိတ်ကူစိတ်တမ်းတွေကိုပုံမှန်အားဖြင့်ဘယ်ကနေရှောက်ဖွေးလေးရှိလဲ အများဆုံးကတော့ကျွန်တော်တချင်းနေရပါတော့နောက်ပြီးတော့ movie တွေပဲ movie ထဲမှာ movie track တွေရှိမယ်ပြီးတော့အစုံမှာပဲ reels တွေကြည့်နေနေလေသူတို့မှအတန်တွေအများကြီးပါတော့အဲ့ရနေလေ idea တွေလည်းရရင်ရကောင်းရနိုင်မယ်အဲ့လိုမျိုးအစုံမှာအများစုကတော့ကျွန်တော်တချင်းနေရပါပဲ တချင်းနေရနေအများဆုံး ချင်းနေတော့အစုံမို့အကုန်လုံးနားထောင်တော့အများကြီးပါပဲ အများကြီးပါပဲဟုတ်ကဲ့ဆလတ်အနေနဲ့ဒီဖန်တီးမှုတစ်ခုမချပြခင်မှာဒီကြုံရလေးရှိတဲ့ creative block တွေရောဘယ်လိုမျိုးဖြစ်ပြောင်းလေးရှိလဲ ကျွန်တော်ကတော့2ရက်3ရက်လောက်တချင်းမတီးတော့ဘူးကျွန်တော်တခြားသဘောကျတဲ့အရာတွေလုပ်တယ်coffee ဆိုင်ထိုင်တာတို့ခရီးထွက်လိုက်တာတို့အားကစားလုပ်တာတို့ဒါမျိုးတွေလုပ်တယ်ပေါ့နော်အဲ့လိုလုပ်ရင်တော့တခါလေတော့လေဟိုမြန်တာပေါ့နော်တခါလေတော့လေအကြာကြီးပိတ်မိနေတာရှိတာပေါ့ဒါပေမဲ့လည်းအချိန်တန်ရင်တော့တွေ့သွားတာပဲ အချိန်ရောဘယ်လောက်ယူလဲအချိန်တစ်ခါကြာတက်လား ကြာပါတယ်တော်တော်ကြာပါတယ်တခါလေတော့လည်းမြန်ပါတယ် ခါတည်းတော့မြန်နေအမှုပညာလက်ရတစ်ခုပြိတက်လက်ထဲထည့်ဖို့ဟိုဘယ်လိုအချိန်မှာ ready ဖြစ်တယ်လို့ဆက်လက်အနေနဲ့ခံစားရလဲ ကျွန်တော်နားထောင်လို့ဝါသွားတဲ့အချိန်မျိုးပေါ့နော်လုံးဝတခါလေးဆိုရင်ကျွန်တော်2နှစ်လောက်ကြာသွားတဲ့အချိန်လည်းရှိတယ်တစ်နှစ်လောက်ကြာသွားတဲ့အချိန်လည်းရှိတယ်အဲ့လို preview လေးတင်လာပြီးတော့မှတစ်နှစ်လောက်ကြာသွားမှထုံနိုင်သွားတဲ့အချိန်လည်းရှိတယ်အဓိကတော့ကိုယ်စိတ်တိုင်းကြာမှထုတ်တာများတော့လေအမှန်တမ်းပြောရင်တော့ကြာတာပေါ့ ကြာတာပေါ့ဟုတ် ကြာတာပေါ့ စိတ်တိုင်းကြာမှဆိုပြင်လိုက်ဖြတ်လိုက်အဲ့လိုမျိုးချင်းနေမျိုးတွေရောခဏခဏကြုံရလား အဓိကပြီးတော့ timing ပေါ့နော်ဒီတချင်းကဒီအချိန်မှာထုတ်လိုက်ရင်အရင်အများကြီးစီပြန့်သွားဖို့မလွယ်တဲ့အချိန်မျိုးကြီးဆိုရင်တော့မထုတ်ပဲတိန်းတာမျိုးလည်းရှိတယ်ပြီးတော့ timing ကိုက်တဲ့အချိန်မှာထုတ်လိုက်တာမျိုးလည်းရှိတော့အမျိုးပါပဲ အနုပညာရှင်တယောက်အတွက်ကကြတော့ဗောနော်ဆလက်နေနဲ့အောင်မြင်မှုဆိုတာကငွေကြေးလားလူသိများမှုလားဒါမှမဟုတ်လို့ရှိရင်စိတ်ကျဉ်တတ်မှုလားဆလက်နေနဲ့ဘယ်လိုမျိုးခံယူထားလဲ ဒါတော့လူတိုင်းကတော့မတူလောက်ဘူးပေါ့နော်ဒီခေတ်မှာကြတော့အဲ့လိုငွေကြေးရှိပြီးသားလူကလည်း ငွေကြေးမလိုတော့ဘူးသူက လူမရှိမယ်ပြီးတော့အဲ့လိုကြော်ကြားမှုရှိပြီးသားလူတွေကလည်းဒါမျိုးလုပ်ချင်တယ်လုပ်မှာပဲဆိုတော့ဒါပေမဲ့အားလုံးကဆက်နေရပါအဲ့လိုတစ်ခုနဲ့တစ်ခုကဆက်နေရတော့အကုန်လုံးကလိုပါတယ် အကုန်လုံးကလိုအပ်တယ်ပေါ့နော်ပထမအောင်ရေးကြီးဒုတိယရေးကြီးမရှိဘူးဒါအကုန်လုံးက select တော့ရေးကြီးရလို့ထင်တယ် အကုန်လုံးရေးကြီးပါတယ် ဟုတ်ကဲ့နုပညာဖန်တီးမှုမှာဒီကိုဖြစ်ချင်တဲ့အရာ passion နဲ့ပေါ့နော်ပြိသက်ကြိုက်မဲ့အရာ market ကြားထဲမှာရော select အနေနဲ့ဘယ်လိုမျိုးမျှချင်ညိလဲ ရင်တော့ကတော့ကျွန်တော်ကတော့အဲ့လိုကိုကြိုက်တာတွေပဲကိုလုပ်တာပေါ့နော်အခုနောက်ပိုင်း trend ရဆိုရင်တော့လို artist တယောက်ကအဲ့လိုကိုကအရင်ကိုမှတချင်းတွေပြေဆုံးနေတယ်အဲ့လိုအများကြီးပြေဆုံးနေရင်တော့မှကိုမှ branding မကောင်းတာမျိုးဆိုရင်အဲ့လိုအများကြီးဒီမပြန့်သွားနိုင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ထင်တော့ဟိုမျှပြီးတော့လောက်ရတယ်လို့ထင်တာပဲ ပြိသက်ကြိုက်လဲဖွင့်တယ်ဟိုတီးတယ်တချင်းတွေကိုထုတ်တယ်ပြီးတော့ကိုကြိုက်တဲ့ဟာကိုလည်းကိုလုပ်တယ်ပေါ့ အခုနောက်ပိုင်းပုံစံအဲ့လိုမျိုးဖြစ်နေအဲ့လိုမျိုးဖြစ်လာတာပေါ့နော်ဒါပေမဲ့လည်း အရင်တော့ရောအဲ့လိုဆိုရင် အရင်တော့ကတော့ကိုကြိုက်တာပဲကိုလုပ်ခဲ့တာပေါ့အခုနောက်ပိုင်းကတော့အစုံပါပဲဒါပေမဲ့လည်းကိုကြိုက်တာပဲကိုလုပ်နေတော့မှာပဲခါတလေပေါ့ ဟုတ်ပြီအနုပညာလောကတဲကိုဒီစတင်ချီထခဲ့စဉ်ကနေအခုလက်ရှိခံယူချက်ကောဘယ်လိုမျိုးကွာခြားသွားမှုတွေရှိလဲနည်းနည်းလောက်ပြပြပေးပါအောင် စလုပ်တုန်းကတော့အတွေးအများကြီးမရှိဘူးပေါ့နော်ဒီအောင်သဘောကျရဒါကိုလုပ်ချင်တယ်ဒီလိုမျိုးတွေးပဲရှိတာခုနောက်ပိုင်းကျတော့အဲ့လိုဟိုနာမည်တွေပါနည်းငယ်ရလာတော့အဲ့လိုနည်းနည်းရှုပ်ထွေးလာပေါ့နော်နည်းနည်းလေးစီးပွားရေးဆန်လာပေါ့ငယ်ကတွေးတော့မလွယ်တော့ဘူးပေါ့ ကြီးမားမားရောပြောင်းလဲသွားပြီးကွာခြားသွားတယ်ကို personality ကိုပြောင်းလဲသွားတဲ့အခြေအနေမျိုးတွေရောရှိလား တခါတလေပေါ့တခါလေတော့လေအဓိက pressure ရမ်းများတဲ့ခါမျိုးကြီးပေါ့ ဟုတ်ကဲ့နောက်တစ်ခုပေါ့နော်အနုပညာရှင်တယောက်အနေနဲ့ရောကိုအားမြဆုံးအချက်ကဘာဖြစ်မယ်လို့ထင်လဲ ကင်မရာရှိမှနေရ အခုကင်မရာရှိမှနေနေရဆိုတော့ဘယ်လိုမျိုးခံစားချက်မျိုးရှိလဲအားမရကိုဒါကင်မရာကြောက်တာလို့လည်းပြောပြရမယ်ပေါ့နော် အဲ့လိုမျိုးပေါ့ပြီးတော့တချင်းတွေထုတ်ခံနေကြရင်ကြာတာမျိုးတွေပေါ့ကိုတိုင်အားမရတာရောအဲ့လိုအတွေးတွေများပြီးတော့တချင်းထုတ်ဖို့ဝင်လေးနေတာမျိုးတွေဖြစ်နေတာပေါ့အဲ့ဒါမျိုးအားမရဘူးပေါ့
ဟုတ်ကဲ့ဒီအချိန်လေးကိုရောက်လာဖို့အတွက်ဘဝမှာဘလို့အရာတွေစတီးခဲ့ရတယ်အဲ့အတွက်ကောနောင်လာရတာမျိုးရောရှိလားအဲ့လိုမျိုးတော့မရှိပါဘူးနောင်လာရတာမျိုးတော့မရှိပါဘူးစတေးခဲ့ရတယ်လို့လည်းပြောလို့တော့မရဘူးပေါ့နော်ဟိုအမြင်ဘယ်လိုပြောရမလဲအလွယ်ပြောရရင်သူများရဲ့အဲ့လိုပေါ့ကိုကဒီလမ်းကြောင်းကြီးရွေးတာတော့ဟိုဒါပဲလုံနေတဲ့အချိန်သူများရဲ့ကတော့ပျော်ရင်လည်းပျော်နေမှာပေါ့ဒီလိုမျိုးတွေးပဲရှိတာပါငါလည်းပျော်ချင်တာပေါ့ဆိုဒါမျိုးတွေးလေးပဲရှိတာအမြဲတော့မဟုတ်ပါဘူးအဲ့တော်တော်လုံးဝနောင်လာမရဘူးဒီလမ်းကိုရွေးချယ်ခဲ့လို့တော့လုံးဝနောင်လာမရဘူးတော့မရဘူးပေါ့ဟုတ်ကဲ့နုပညာအလုပ်ကိုမလုပ်ဖြစ်ခဲ့ဘူးဆိုရင်အခုချိန်မှာရောဘာလုပ်နေမယ်လို့ထင်လဲဘာမှမလုပ်ချင်ဘူးဘာမှမလုပ်ဖြစ်လားနုပညာကိုပဲရွေးချယ်ခဲ့ရအောင်ပေါ့ဆိုအစကတည်းကကျွန်တော်အစကတော့တခြားအဲ့လိုဘောလုံးကန်တာမျိုးပေါ့ဝါသနာပါပေါ့နော်ဒါပေမဲ့ဘောလုံးကန်တာအများကြီးလမ်းကြောင်းမရှိတော့ဒီဟာကိုရွေးချယ်တယ်ဒါကိုပဲလုပ်လိုက်တယ်ပေါ့ဒါကြီးတော့မဖြစ်ခဲ့ရင်ဆိုတော့အတွေ့တော့ရှိပေမဲ့ဘာမှစိတ်ကူးထားတော့မရှိဘူးပေါ့ဟုတ်ကဲ့တခုတော့ဖြစ်နေမှာပါတခုတော့ဖြစ်နေမှာပါဒါဆိုရင်လွန်ခဲ့တဲ့နှစ်စတင်အခြေချခါစားကအချိန်ကနေပြီးတော့ကိုပြန်တွေ့မယ်ဆိုလို့ရှိရင်ဘယ်လိုစကားမျိုးလေးပြောချင်လဲဒီအလုပ်ငန်းဒီရဲ့ဒီ artist life ကိုစပြီးရှောက်လန်းတဲ့အချိန်ပေါ့နော်အဲ့အချိန်ဒီမှာကိုပြန်တွေ့မယ်ဆိုရင်ဘယ်လိုစကားမျိုးလေးပြောချင်လဲအများကြီးပို့ကြိုးစားခဲ့တဲ့တယ်လို့ထင်တယ်ပေါ့ဂျားထဲမှာလေနေတဲ့နှစ်တွေလည်းရှိတော့ကိုလည်းနည်းနည်းလေခဲ့တယ်လို့ထင်တယ်လေခဲ့လို့ထင်တယ်အချိန်ကတော့တကယ်ပြန်ရှာလို့မရအောင်လေနော်နောက်တစ်ခုကကြတော့လေအခုမှစတင်အခြေချလာမယ်မျိုးဆက် artist လေးတွေကိုအတွေ့အကြုံရှိတဲ့ senior တယောက်အနေနဲ့ဘာအမှားစကားလေးများပြောချင်တယ်လဲဒီကတော့အဲ့လိုပေါ့အဲ့လိုငါတို့ခစ်သူတို့ခစ်ဆိုတာတဲ့ဒီခစ်ကကျွန်တော်တို့တုန်းကတဲ့အနေငယ်ပိုလွယ်သွားပြီပေါ့နော်ဘာပဲဖြစ်ဖြစ်အဲ့တော့ပြီးတော့အဲ့လိုအောင်မြင်ဖို့လည်းအဲ့လို platform တွေကလည်းအများကြီးပေါ်လာပြီဆိုတော့တချင်းတွေကိုအများကြီးသူတို့စီကြောင်ပို့ပေးနိုင်တော့ပို့ကြိုးစားရင်ပို့ဖြစ်နိုင်တယ်ပေါ့နော်ဒီအချိန်မှာပေါ့နော်အရင်တော့ကတော့ဟိုအဲ့လောက်အခွင့်လမ်းမရှိဘူးပေါ့အခုက digital ခေတ်ဖြစ်နေတဲ့အတွက်ပေါ့နော်အခုခေတ်စားနေတဲ့ AI ဒါမှမဟုတ်ရင် digital ခေတ်စီးကြောင်းတွေကြားမှာအမှုပညာရှင်တယောက်ရဲ့ဒီလူသားစတဲ့လက်ရာကောဘယ်လောက်ထိအရေးကြီးသေးရလို့ဆက်လက်အနေနဲ့မြင်လဲကျွန်တော်ထင်တော့ AI နေပေါ်လာတာတော့အတုံးချရပေါ်မူတည်ပြီးတော့ကောင်းတာဆိုတာဖြစ်သွားပါပဲကျွန်တော်ဆိုလဲကျွန်တော်ရှင်းနေမှာဆိုရင်ဟို music ဘိုင်းမှာအတုံးချပေမဲ့visual တို့နောက်ပြီးတော့ live video လို့ဆိုရင်ကျွန်တော်က AI နဲ့ဖန်တီးလိုက်တာတို့အဲ့လိုမျိုးဟာမျိုးကြီးအတုံးချပါတော့အဲ့လိုကောင်းတဲ့ဘက်အတုံးချရင်တော့ကောင်းတာပေါ့နော်ဒါပေမဲ့လည်းအခုဆိုရင် AI နဲ့ဖန်တီးတဲ့တခြင်းတွေကအများကြီးပေါ်လာတော့အနေနဲ့များတော့ထိခိုက်ကြရပါပဲဒီပွဲကိုပေါ့နော်biggest spoiler experience in မြန်မာဆိုပြီးတော့ကြီးညာထားရှိတယ်ခေါ်ထားတဲ့ international artist တွေကလည်းဒီ boiler artist တွေဖြစ်နေရပေါ့နော်boiler ရဲ့ culture ကလည်းဒီ artist တွေသူတို့တကယ်နှစ်သက်တဲ့ taste တွေကိုချပြလေးရှိရနေရဆိုတော့ဒါ select အနေနဲ့ဒီပွဲမှာဒီပရိသတ်တွေက select ရဲ့ဘယ်လို exclusive set တွေကိုမျှော်လင့်ထားလို့ရလဲကျွန်တော်အဲ့လို urban လုပ်နေတာဆိုတော့ urban တွေကတခြင်းတွေကိုအမြန်ပြီးအောင်တော့လုပ်နေရပေါ့နော်အဓိကတော့ပွဲမှာဖွင့်ကျင်တာပေါ့နော်အောက်ကလူတွေနဲ့လည်းပြီးတော့ brighter ဆိုတော့အောက်နဲ့ crowd နဲ့ကျွန်တော်နဲ့နီးတော့လေသူတို့ energy လည်းမြင်ရကိုယ် energy လည်းမြင်ရတော့သူတို့အဲ့လိုအဲ့ရှိမှအဲ့လိုအချင်းချင်းမှဖွင့်ကျင်တာပေါ့တချင်းတစ်တွေရောဒီပွဲမှာအများကြီးချပြဖို့ရှိလားလုံနေပါတယ်လုံနေပရိသတ်တွေကဆိုတာစောင့်နေရုံပဲပေါ့ဒါ select တို့ချပြမယ် music တွေကိုအင်းပေါ့ဘယ်လိုမျိုးအပိုင်းလေးတွေများသွားမလဲနည်းနည်းလေးများ hints များပေးချင်သလားအဓိကကျွန်တော်တချင်းများသူက melody ဖြစ်တာများတော့အဲ့လို melody လေးနဲ့ဖြစ်ဖို့များပါတယ်ဟုတ်ကဲ့ဒီ boiler stage ကလေတခြား stage တွေနဲ့မတူဘဲနဲ့ဒီပရိသတ်ကကိုယ့်ရဲ့လက်လန်းမိတဲ့လက်တကန်းကွာမှာရှိနေမှာဆိုတော့ဒီလို direct ဖြစ်တဲ့ energy ကပေါ့နော်ဒီ artist တယောက်ပေါ်မှာဘယ်လောက်ထိလွှမ်းမိုးတက်ရောက်မှုများရှိနိုင်မလဲတခြားလူတော့မသိဘူးမယ်ကျွန်တော်ကတော့အဲ့လို boiler state ပုံစံမျိုးဆိုရင်ပိုအားရတယ်ပေါ့နော်အဓိကကတော့ crowd နဲ့နီးနေတာမျိုးပေါ့နော်ပုံမှန် festival လိုမျိုးဆိုရင်ကျွန်တော်တို့ state ကမြင်နေအောက်က crowd နဲ့အရန်ဝေးတော့ကျွန်တော်ဘာဖြစ်နေလဲသူတို့မသိဘူးသူတို့ဘာဖြစ်နေလဲကျွန်တော်မသိဘူးအတိုင်လည်းမကြားဘူးboiler state ကြတော့ကျွန်တော်နည်းနည်းနီးွားရပေါ့နော်နီးွားတော့အဲ့လိုသူတို့ energy လဲကိုမြင်ရတယ်ကို energy လဲသူမြင်ရတော့ပြောဖို့ကောင်းပါတယ်အဓိကတော့အဲ့လိုကိုဆက်ကုံလုံးကုံအောင်မှတော့မသိပါဘူးကျွန်တော် boiler ပွဲ
ဒီမှာရှိခဲ့ဘူးတဲ့တချို့ပွဲဖွင့်မှုတော့လေကလပ်ပွဲမှာဆိုလဲ ဟုတ်ကဲ့ဒါကလေ biggest spoiler experience လေးဖြစ်နေရပေါ့နော်ဒီပရိသတ်တွေကလေသူအနီးကပ်မြင်ရမှာဆိုတော့တော်တော်လေးကိုသူတို့ရဲ့ reaction တွေကိုအနီးကပ်ကြည့်နေရမှာဆိုတော့ဒါ artist တယောက်အနေနဲ့ဒါရင်ခုန်ပါပဲဒါပရိသတ်တွေကလည်းဒါအမားတို့ဆိုလဲပရိသတ်တွေနဲ့အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင် artist ကိုကြိုက်တဲ့ artist ဆိုလို့ရှိရင်အနီးကပ်မြင်ရလို့ရှိရင်စိတ်လှုပ်ရှားတယ်ပိုပြီးပျော်လဲပျော်တယ်ပေါ့နော်ဒီ experience ကတော့တကယ်ဒါအမားတို့ပရိသတ်တွေနဲ့ဆိုလို့ရှိရင်တော့တကယ်အကြိုက်ဆုံးထဲမှာတော့ပါတယ်ပေါ့ဟုတ်ဆလန်အနေနဲ့ဒီလို boiler room concept နဲ့ပြုလုပ်တဲ့ပွဲတွေကမြန်မာ electronic music scenes အတွက်ဘယ်လောက်ထိအရေးပါတယ်လို့မြင်လဲကျွန်တော်ထင်တော့ဒီ boiler experience အနေနဲ့ဆိုရင်တော့ဒီပွဲကအကြီးဆုံးပေါ့နော်ဆိုတော့ကျွန်တော်ထင်တော့ကောင်းပါတယ်ပုံမှန်အရင်တော့ပွဲဆိုရင် festival ပုံစံမျိုးပဲသူတို့တွားကြတယ်အခုကလုံးဝ boiler stage ပုံစံမျိုးလုံးဝ big အကြီးဆုံးအဲ့လို boiler experience ပေးမှာဆိုတော့ကျွန်တော်အများကြီးမျှော်လင့်တာပါတယ်ဟုတ်ကဲ့ပါဒီ pleasing sense ရဲ့ပြီးခဲ့တဲ့အရင်ပွဲတွေမှာဆက်လက်ပါခဲ့ဘူးတယ်เนาะအဲ့ဒီပွဲ production အပြင်ဆင်နဲ့အဲ့ဒီပွဲကိုလာရောက်တဲ့ပရိသတ်တွေရဲ့ဒီ vibe ကပေါ့เนาะ artist တယောက်ရဲ့ performance ပေါ်မှာရောဘယ်လိုမျိုးတက်ရောက်မှုမျိုးရှိလဲအများကြီးတက်ရောက်မှုရှိပါတယ်ကျွန်တော်တို့ဖွင့်ရတဲ့ point of view ကဆိုရင်ကျွန်တော်တို့ crowd တွေကိုကျွန်တော်မြင်ရတသက်ပဲရှိတာအနောက်က visual တွေဘာဖြစ်နေလဲstate ဟို special effect တွေဘာဖြစ်နေလဲကျွန်တော်တို့ကမမြင်ရဘူးပေါ့နော်crowd က point of view ကြတော့ကျွန်တော်အားလုံးမြင်ရတော့ဘယ်လိုပြောရမလဲကျွန်တော်တို့တချင်းတွေဖွင့်နေနေ draw တွေလာရင်production ကလုပ်လိုက်တဲ့ lighting တွေspecial effect တွေကအများကြီးတက်ရောက်မှုရှိတယ်အဓိကတော့သူတို့အတန်တွေပါပဲအရင်သိတာပါတယ်ဖျော်ဖြေမှုတစ်ခုမှာပေါ့နော်ဒီ artist ရဲ့စွမ်းဆောင်ရည်အပြင် stage နဲ့ production ရဲ့ support ကဘယ်လောက်ထိအရေးကြီးရလို့ဆက်လက်မြင်တယ်လဲကျွန်တော်ခုနပြောလို့ပဲပေါ့နော်အဲ့လိုအများကြီးအရေးကြီးပါတယ်ကျွန်တော်တို့အဲ့လိုပြောရမလဲအဲ့လိုကျွန်တော်တို့ဖွင့်လိုက်တဲ့ချင်းတွေကိုပို့ပြီးတော့အဲ့လို booster ထိုးလိုက်တယ်လို့ပဲပေါ့နော်lighting တွေ effect တွေအဲ့လိုပေါ့ကျွန်တော်အမြဘယ်လိုပြောရမလဲ intro တွေပါတွေကအစဟုတ်ကဲ့ production နဲ့ညှိပြီးလောက်ရင်အများကြီး hype ဖြစ်တယ်ပေါ့ကိုရလှလေးပေါ့ဖြစ်သွားတာပေါ့နော်ဒီ artist ရောက်အနေနဲ့ဒီလို quality ကိုအသားပေးရဲ့ production နဲ့တွဲလို့ရတာကောဘယ်လိုမျိုးခံစားချက်ရှိလဲကျွန်တော်တို့တော့အများကြီးကောင်းတာပေါ့နော်ခုနပြောလို့ပဲဒီလို artist တယောက်အဝင်ကနေစပြီး attract ဒီကိုproduction ကအများကြီး support ပေးရပေါ့နော်အဓိကအဲ့လို support ပေးရင်ပရိသတ်လည်း high တယ်ပေါ့အဲ့တော့နှစ်ဖလုံးကကောင်းပါတယ်ပွဲလာတဲ့ပရိသတ်တွေအနေနဲ့ပေါ့နော်ဒီပွဲကိုလာပြီးသွားလို့ရှိရင်ဂီတအပြင်နောက်ထပ်ဘယ်လိုမျိုးခံစားချက်လေးတွေကိုကောစလန်အနေနဲ့ရသွားစေချင်လဲဒီပွဲကအဓိကတော့လို့ biggest boiler experience ဆိုတော့ဒီမှာဒီလောက်အကြီးမရှိဘူးပေါ့နော်အဲ့တော့ဒီတွေ့ကြုံခံစားရမယ်ပေါ့နော်ပြီးတော့ပါတဲ့ artist တွေကလူငယ်များရယ်ပေါ့နော်ကျွန်တော်ဒီ local ဘိုင်းမှာကြည့်ရင်တော့ခုနောက်ပိုင်းအများကြီးတက်လာတဲ့လူငယ်များတော့music ဆိုလည်းအစုံပဲပေါ့နော်သူတို့အမျိုးဆိုင်သူတို့ဖွင့်ကြမှာဆိုတော့ပြီးတော့လာရောက်ဖြတ်ဖြစ်မဲ့ international artist တွေကလည်းဒီ boiler show တွေမှာအများကြီးနာမည်ကြီးတဲ့ artist တွေဆိုတော့ကျွန်တော်ကတော့ဒီတွေ့ကြုံတစ်ခုခံစားမယ်လို့ထင်ပါတယ်တခြားရှိခဲ့ဘူးတဲ့ဟာတွေနဲ့မတူဘဲနဲ့ festival ဆိုတာထက်crowd နဲ့ artist နဲ့အနီးကပ်အဲ့လိုတသားရဲဖြစ်နေမှာပေါ့အဲ့လိုမျိုးပေါ့အဲ့လို experience မျိုးရသွားစေချင်တယ်ပေါ့pleasing sense ကနေပြီးတော့ပေါ့နော်ရိုးရှင်းပွဲလောက်တာထပ်ပို့ပြီးတော့နောက်ပိုင်းမှာဒီ creative ဖြစ်တဲ့ approach တွေကိုလောက်လာတာဆိုတော့ဒါ local electronic music scenes အတွက်ဘယ်လောက်ထိအလားအလာရှိရလို့ရော select အနေနဲ့မြင်လဲကျွန်တော်မြင်ရတော့အများကြီးကောင်းတာပေါ့နော်ဘယ်လိုပြောရမလဲကျွန်တော်တို့ artist တွေအနေနဲ့ဆိုရင်ကျွန်တော်တို့တချင်းပဲနားထောင်ပြီးတော့အဲ့လိုဒီလို state တူဖွင့်ဖို့ကမလွယ်ဘူးလေဒီလိုမျိုးတွေလည်းကျွန်တော်တို့ဖွင့်ရမယ်ပြီးရင်သူတို့နဲ့လည်းတွေ့ဆုံရမယ်ဆိုတော့တကောင်းပါတယ်ကျွန်တော်တို့တချင်းတွေကိုလည်းသူတို့ချပြဖို့ခွင့်ပွေရှိသွားပွေရှိသွားတာပေါ့နော်နောက်ဆုံးအနေနဲ့ဒီ pleasing sense ကနေပြီးတော့ EDM blogger အတွက်ဘယ်လိုအပြောင်းလဲတွေယူလာနိုင်တယ်လို့ select အနေနဲ့ထင်လဲဒီကတော့ဟိုဒီ production ကအဲ့လိုအများတန်းအဲ့လိုအသစ်တွေကိုချပြရပေါ့နော်state တွေရောပြီးတော့ lighting တွေရောအစုံပါပဲဒီတစ်ခေါက်လဲbiggest boiler experience ကိုသူချပြခြင်းတာဆိုတော့ကျွန်တော်ထင်တော့ကောင်းပါတယ်အရန်ဆင်ပြေပါတယ်ကျွန်တော်ဒီ industry drug ကိုကျွန်တော်တို့ artist တွေ drug ကိုအများကြီးဆင်ပြေပါတယ်အခုပွဲမှာ Ari နဲ့ back to back ဖွင့်ရမှာဆိုတော့ဒီနှစ်ယောက်ကြားမှာရှိတဲ့ chemistry ကနေပြီးတော့ဘယ်လိုထူးခြားတဲ့ energy တွေပရိသတ်တွေစီကိုတည်ဆောင်လာဖို့ရှိလဲ
ကိုအာရီနဲ့ကျွန်တော်နဲ့ B2B ကတခါမှမဖွင့်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အများကြီးတော့ပြင်ဆင်ထားရပေါ့နော်အဓိကတော့တချင်းအစ်စ်တွေပါပဲပြီးတော့ကိုအာရီနဲ့ကျွန်တော်နဲ့ဂျားမှာတူတာကိုအာရီနဲ့ကျွန်တော်နဲ့ melody ဘတ်သွားတဲ့ music ပိုင်းကိုအဓိကဖန်နေတယ်ပေါ့နော်ဆိုတော့အဲ့လို melody ဖြစ်တဲ့တချင်းလေးတွေအများကြီးပါမယ်လို့ထင်ပါတယ်ဒီပွဲမှာရောပြည်သက်တွေနဲ့အတူတူဘယ်လောက်ထိတောင်းချမ်းဖို့အားခဲထားလဲကျွန်တော်ကအခုတည်းကကျွန်တော်အများကြီးပြင်ဆင်နေပေါ့နော်အဓိကကျွန်တော်တချင်းတစ်တွေအများကြီးဖွင့်ပြချင်တာပေါ့နော်ဒါပေမဲ့မှီမှာပါတစ်ဆက်လုံးဒီပါကိုအဲ့လိုပြင်ဆင်နေရပေါ့နော်ကိုရီးယားကလည်းသူ့အပိုင်းမှာသူအများကြီးပြင်ဆင်နေရဆိုကျွန်တော်လည်းမလျော့ပဲနဲ့ပြင်ဆင်နေပါတယ်ဟုတ်ကဲ့ပါဒါနောက်ဆုံးပေါ့နော်ဒီအခု podcast ကိုနားထောင်နေတဲ့သူတွေနဲ့အပြင်မှာလာပြီးကဖို့ပေါ့နော်ဝေခွဲများဖြစ်နေတဲ့သူတွေကိုဒီပွဲကဘာကြောင့်မို့လက်လွတ်မခံသင့်လဲဆိုတာလဲဆက်လက်ပြောပြပေးပါဦးအဓိကကတော့ကျွန်တော်တို့ဒီ pleasing sound ကကျွန်တော်ရှေ့ပွဲမှာတည်းက unit ဖြစ်တဲ့state ပုံစံတွေပြီးတော့ artist တွေအစားသူတို့ unit ဖြစ်တဲ့ artist တွေကိုတေချာရွေးချယ်ပြီးတော့ပြုလုပ်တဲ့ပွဲတွေဖြစ်တဲ့အတွက်ဒီတစ်ခေါက်မှလည်း Baila experience ကိုကျွန်တော်တို့ Hathagon complex မှာကျင်းပမှာဖြစ်တဲ့အတွက်လက်လွတ်မခံသင့်ပါဘူးဆိုတော့အားလုံးလာသိချင်ပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးအချိန်ပေးပြီးတော့ဖြည့်ချပေးရတဲ့အတွက် select ကိုကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးပါ